ဖုံးတစ်လုံးမှာပါတဲ့ကွန်ပိုးနက်လေးတွေဖြစ်ကြတဲ့ကပစီတာကောင်းမကောင်း၊ကွိုင်ကောင်းမကောင်း၊ထိုင်အုပ်ကောင်းမကောင်းစတာတွေကိုမီတာနဲ့တိုင်းတာနေလေးကိုကျွန်တော်ပြောပြပေးပါမယ်ဗျ။အရင်ဆုံးစာကေးပုတ်ပေါ်ကဖြုတ်ထားတဲ့ကပစီတာတစ်လုံးကိုတိုင်းကြည့်မယ်ဗျာ။မီတာကိုအသက်မီစကီထိုင်အုပ်စကီမှာထားမယ်။မီတာတန်အနီအနက်ညှက်တိုင်လိုက်တဲ့အခါမှာဘာတန်ဖိုးမှပြမနေရပါဘူး။ဟိုဘက်ဒီဘက်ပြောင်းတိုင်းတဲ့အခါမှာလည်းတန်ဖိုးပြမနေရပါဘူး။ပြရင်လည်းတန်ဖိုးတစ်ချက်ပဲပြပြီးပျောက်သွားပါမယ်။ဒီအနေထားဆိုကပစီတာကောင်းပါတယ်။အခုလိုတိုင်းလိုက်တဲ့အခါမှာတန်ဖိုးတွေပြပြီးအတန်ဒီမြည်နေတယ်ဆိုလို့ရှိရင်မကောင်းပါဘူး။ကွိုင်တစ်လုံးကိုတိုင်းကြည့်မယ်ဗျာ။ကွိုင်ကတော့ရှင်းပါတယ်။အနီနဲ့တိုင်းလိုက်လို့ရှိရင်အတန်မြည်ပြီးအဆက်အသွယ်ရှိနေရင်ကောင်းပါတယ်ဗျ။တိုင်အုပ်တစ်လုံးကိုထပ်တိုင်းကြည့်မယ်ဗျာ။တိုင်အုပ်ကတော့အပေါင်းတို့ပြောင်းပြန်တိုင်းရင်ဘာတန်ဖိုးမှမပြရပါဘူး။အရစ်ပါတဲ့ဘက်ကအနုပ်အရစ်မပါတဲ့ဘက်ကအပေါင်းပါ။အပေါင်းအနုပ်မှန်အောင်တိုင်းလိုက်တဲ့အခါမှာတန်ဖိုးတစ်ခုပြရပါမယ်။ဒါဆိုရင်တိုင်အုပ်တစ်လုံးကောင်းပါတယ်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အားလုံးပဲဘေးရန်ကင်းကွာစိတ်ချမ်းသာကြပါစေဗျာ။